marketing plan ဆွဲမယ်ဆိုရင်လေခေါင်းတွေရှုပ်ပြီးဘယ်ကစရမှမသိဘူးအဲ့လိုမျိုးဖြစ်ဖူးကြမှာပါအထူးသဖြင့်လုပ်ငန်းငယ်ပိုင်းရှင်တွေအတွက်ပေါ့ဒီနေ့တော့အဲ့ဒီရှုပ်ထွေးမှုတွေကိုရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့အတူတူလေ့လာကြည့်ကြရအောင်တခါတလေကိုပြန်မေးကြည့်ဘူးလားကိုယ့်ရဲ့ business ကကိုလွတ်လပ်မှုပေးဖို့စခဲ့တာဒါမဲ့တကယ်တမ်းမှာရောကိုယ်တိုင်ဖန်တီးထားတဲ့ထောင်းတစ်ခုလိုများဖြစ်နေပြီလားဒီမေဟွန်းကလုပ်ငန်းရှင်တို့များများရဲ့ရင်ထဲကခန်းစားချက်ကိုတဲ့တဲ့တူးနေမှာပါဒီမှာတော်တော်နတ်တော့ကျစရာကောင်းတဲ့ကိန်းနဲ့တခုရှိတယ်စီဝါရေးလုပ်ငန်းအသစ်တွေရဲ့90%လောက်ကလေပထမ9နှစ်တွင်မှာပဲပြတ်ခွဲသွားကြတယ်ဒါကလုပ်ငန်းတစ်ခုကိုရေရှည်ဆက်ပြီးရည်တည်နိုင်ဖို့ဆိုတာဘယ်လောက်တောင်ခက်ခဲလဲဆိုတာကိုပြနေတာပဲအဲ့ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကဘာလဲဆိုတော့ technician's trap လို့ခေါ်တဲ့ထောင်ချောင်းဖဲကိုရောက်သွားကြလို့ပါပဲဆိုလိုတာကကိုအတတ်ပညာမှာအရန်တော်တယ်ဒါပေမဲ့အဲ့ဒီအတတ်ပညာကို business တစ်ခုဖြစ်အောင်လုပ်တဲ့နေရာမှာတော့မတော်ဘူးအထူးသဖြင့် marketing ပေါ့ Michael Garber ကဒီအချင်းတွေကိုပြောထားတာအရန်ထိတယ်သူကပြောတဲ့အရင်ကကိုယ့်ရဲ့မိုင်းမဲတထိပ်စီမှာအလုပ်လုပ်ရကနေအခုကိုယ်တိုင်ကမိုင်းမဲတထိပ်ဖြစ်လာကြတယ်တဲ့စီမံခန့်ခွဲမှုနဲ့ marketing skill တွေမရှိဘဲလုပ်ငန်းစဉ်ဖြစ်လာတဲ့အခါဖြတ်တတ်တဲ့အဖြစ်ကိုထောက်ပြထားတာပါဟုတ်ပြီဒါဆိုရင်ဘာဖြစ်လို့ business သေးလေးတွေရဲ့ marketing စ조사မှုတွေကထီထိုးနေရတယ်လို့ဖြစ်နေရတာလဲရလကဘာမှမသိကံကောင်းမှနိုင်မယ်ဆိုတဲ့ပုံစံမျိုးပေါ့အဓိကကျတဲ့မာကြီးနှစ်ခုကိုတစ်ချက်ကြည့်လိုက်အောင်ပထမဆုံးမှာဒါတော့အဖြစ်အများဆုံးပဲလုပ်ငန်းငယ်လေးတွေကလေဘတ်ဂျက်အကြီးကြီးတွေသုံးနိုင်တဲ့ company ကြီးတွေရဲ့ marketing ကိုတွားပြီးအတူခိုးတာပဲတကယ်တော့သူတို့ရဲ့ရွေးချက်နဲ့ကိုယ့်ရွေးချက်ကတခြားစီပဲ company ကြီးတွေက branding ကိုလုပ်တယ်ဆိုလိုတာကလူတွေသူတို့ brand ကိုအမြဲတည်းရနေဖို့ပိတ်ဆန်နေပုံအောပြီးကြော်ညာတာဒါပေမဲ့လုပ်ငန်းငယ်လေးတွေတို့ကြတော့အဲ့လိုလုပ်လို့မရဘူးလေကျွန်တော်တို့အတွက်အရေးကြီးဆုံးက direct response marketing ဆိုလိုတာကကိုကြော်ညာကိုမြင်တဲ့သူကချက်ချင်းတခုခုပြန်လုပ်လာဖို့ပဲအဲ့တော့ direct response marketing ဆိုတာဘာလဲရှင်းပြောရရင်ကိုစီကဝယ်နိုင်ခြေရှိတဲ့သူတယောက်ကိုချက်ချင်းတီးကြတဲ့ action တခုခုယူလာအောင်လုပ်တာပဲအရေးကြီးတာကကိုသုံးလိုက်တဲ့ပိတ်ဆန်တိုင်းကဘလောက်အကျိုးဖြစ်ထုံးလဲဆိုတာတိုင်းတာလို့ရမယ်ခြေရာခံလို့ရမယ်နောက်အမှားတစ်ခုကတော့ strategy ကြီးမှမရှိပဲဟိုဟာကောင်းနိုးဒီဟာကောင်းနိုးနဲ့လိုက်လုပ်နေတာဒီနေ့တော့ Facebook ads လုပ်ကြည့်မယ်နောက်နေ့ကျတော့ SEO ကောင်းတယ်ကျတော့ SEO လုပ်မယ်အဲ့လိုမျိုးပေါ့ဒါကို bright shining object syndrome လို့ခေါ်တယ်တစ်ဖက်တောင်းနေတဲ့အရာတွေနောက်ကိုလိုင်းနေတာနောက်ဆုံးတော့အချိန်ရောငွေရောအလကားဖြစ်တော့ခဲအမားတွေကတော့တီးလောက်ပြီဒါဆိုအောင်မြင်ဖို့အတွက်ဘလို့ mindset မျိုးလိုမလဲဘလို့အတွေးခေါ်မျိုးပြောင်းရမလဲဆိုတာကြည့်အောင်အေးကတော့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုနည်းနည်းလေးရနဲ့အကျိုးမြတ်အများကြီးပြန်ရမယ့်နေရာကိုဘလို့ရှာမလဲအဲ့ဒါပဲအဲ့ဒီမှာ 80-20 rules ဆိုတာဝင်လာပြီး Pareto နေရာမှာလို့လည်းခေါ်ကြတယ်။ဒါကဘာကိုပြောတာလဲဆိုတော့ကိုရတဲ့ရက်လက်တွေရဲ့80%ကကိုလှုပ်လိုက်တဲ့အလုပ်တွေရဲ့20%ကနေပဲလာတာလေ။တနည်းပြောရရင်ကိုလှုပ်နေလဲလို့မလားဆိုကဘာမှတိတ်အရာမထင်ဘူး။အလုပ်နည်းနည်းလေးရပဲရက်လက်အများကြီးကိုယူလာပေးတာဒီပုံလေးကိုကြည့်လိုက်ရင်ပိုရှင်းသွားလိမ့်မယ်အားထုတ်မှု20%ဆိုတဲ့အပိုင်းသေးသေးလေးကနေရလာ80%ဆိုတဲ့အကြီးကြီးကိုထစ်စေတာပါဒါရမဲ့လေဒီမှာပို့ပြီးတော့တောင်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုရှိသေးတယ်အဲ့ဒီ80-20 rule ကိုသူ့အပေါ်မှာပဲထပ်ပြီးသုံးချကြည့်လိုက်ရင်ဘယ်လိုဖြစ်တော့မှလဲအဲ့ဒီလိုထပ်ဆင့်လိုက်တဲ့အခါမှာ64 rule ဆိုတာဖြစ်လာရောဆိုလိုတာကကိုယ့်ရဲ့အားထုတ်မှုထက်ကအရေးကြီးဆုံးဖြစ်တဲ့ 4% လေးကပဲရလာအောင်လို့ရဲ့64% ကိုဖြစ်ပေါ်စေတဲ့ဆိုတဲ့သဘောပဲဒါကတကက်ကို game changer အောင်မြင်မှုကိုအစပေါင်းများစွာတိုးစီမဲ့လို့ကချက်ပဲအဲ့ဒီကြီးဆုံး4%မှာဖြစ်မလဲဘယ် business မှာမဆိုအဲ့ဒီ4%က marketing ပဲ marketing ကောင်းလို့နိုင်ရင်ကိုလုပ်ငန်းကတဖြည်းဖြည်းတက်သွားမှာမဟုတ်ဘူးဒုံးပြန်လို့မျိုးအစပေါင်းမျိုးလောက်ခုန်တက်သွားမှာကဲဒီလောက်ရှုပ်ထွေးတဲ့ marketing ကိုအရန်လွယ်ကူပြီးလက်တွေ့ကျတဲ့ land တစ်ခုဖြစ်ပြောင်းလဲပြီးနိုင်မယ့်အဖြေတစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့ the one page marketing plan ပဲဖြစ်ပါတယ်ဒီ plan ရဲ့ structure ကလေအရန်ယူရှင်တယ်ဒီမှာမြင်ရတဲ့အတိုင်းပဲအကွာ6ကပဲပါတယ်ဒါကတစ်ခါရေးပြီး file တွဲတဲ့ထည့်သိမ်းထားရမယ်စာအုပ်ထူကြီးမဟုတ်ဘူးကိုလုံကန်းနဲ့အတူအမြဲတမ်းပြန်ကြည့်ပြန်သုံးသပ်နေရမယ်လမ်းညွှန်စာရွက်လေးတရွက်ပဲဒီ marketing creation မှာအဓိကအပိုင်း3ပိုင်းရှိတယ်ပထမဆုံးက before အဆင့်ဒီမှာကကိုကိုမသိသေးတဲ့သူတွေကိုကိုသိလာအောင်လုပ်ရမယ်ပြီးရင် during အဆင့်အဲ့ဒီမှာတော့ကိုကိုစိတ်ဝင်စားလာတဲ့သူတွေဝယ်ချင်လာအောင်ဆွဲဆောင်ရမယ်နောက်ဆုံး after အဆင့်ကြတော့ဝယ်ပြီးသား customer တွေကကိုယ့်ရဲ့ fan တွေဖြစ်သွားပြီးတခြားသူတွေကိုပါဆက်အရာခံပြီးညွှန်းဆိုလာအောင်တီးဆို့ရမှာပေါ့ဒီ plan တစ်ခုလုံးမှာ
အရေးကြီးဆုံးပြီးတော့ပထမဆုံးဆော့လုပ်ရမယ်အကွက်ကဘာလဲဆိုတော့ကိုယ့်ရဲ့ target market ကိုတိတိကျကျရွေးချယ်တာပဲတနည်းပြောရင် niche down လုပ်တာပေါ့ ဒီစကားပုံလေးကအယမ်းမှန်တယ်ရေကန်ငယ်ထက်ကငါးကြီးတစ်ကောင်ဖြစ်အောင်လုပ်ပါတယ်ပင်လယ်သမှုတရားကြီးထဲမှာလူတိုင်းနဲ့ပြန်နေတဲ့ငါးသေးသေးလေးတစ်ကောင်ဖြစ်ပါနဲ့ကိုကျွမ်းကျင်တဲ့ရေကန်ငယ်လေးတစ်ခုကိုရွေးပြီးအဲ့ဒီထဲမှာငါးကြီးဆုံးဖြစ်အောင်လုပ်ပါလူတိုင်းကိုရောင်းဖို့မကြိုးစားပဲလူတစုအတွက်တော့အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပါပဲ ဥပမာတစ်ခုပေးမယ်100 watt မီတီတစ်လုံးကအခန်းတစ်ခန်းလုံးကိုလင်းစေနိုင်လေဒါပေမဲ့သူစွမ်းအင်ကပြန့်ကျဲနေတာအဲ့ဒီ100 watt စွမ်းအင်ကိုပဲလေဆာရောင်ချီတစ်ခုလိုစူးစီးလိုက်ရင်ဘာဖြစ်သွားမလဲတာမဏိကိုတောင်ဖြတ်လိုက်သွားတယ် marketing မှာလည်းအဲ့လိုပဲကိုယ့်ရဲ့အားငွေအချိုင်တွေကိုဈေးကွက်ချင်းချင်းလေးတစ်ခုတည်းပေါ်မှာစုပြုံသုံးလိုက်တဲ့အခါမယုံနိုင်စရာရလဒ်တွေထွက်လာမှာပါ အဲ့လို niche down လုပ်လိုက်တဲ့ကဘာတွေကောင်းကျိုးရလဲဆိုတော့တစ်ချက်ကြည့်ရအောင်အို့ကိုအဲ့ဒီနေပဲရဲ့ specialist အထူးခုတစ်ယောက်လိုမြင်လာကြတဲ့အဲ့တော့ဈေးနှုန်းကအဓိကမဟုတ်တော့ဘူး marketing လုပ်တဲ့အခါမှာလည်း feedback ကတေးကြတော့ပိုက်ဆံပိုတတ်တာပြီးပိုထီရောက်လာတယ်နောက်ဆုံးမှာတော့အဲ့ဒီဈေးကွက်ကဏ္ဍတစ်ခုလုံးမှာကိုကပြင်းတဆုပြင်လာနိုင်တာဘူးကဲဒီနေ့ပြောခဲ့တာတွေကိုအသုံးချဖို့ကြအရင်ဆုံးကိုပြိုင်မေးရမယ့်မေးခွန်းတစ်ခုနဲ့အဆုံးသတ်လိုက်အောင်ကိုယ့်ရဲ့ business ကဘယ်လိုဈေးကွက်ငယ် niche တစ်ခုတည်းကိုအပိုင်းတိုင်းဆုံးလွှမ်းမိုးထားနိုင်မလဲအဲ့ဒီအဖြေကပဲအောင်မြင်တဲ့ marketing ခရီးစဉ်ရဲ့အစဖြစ်ပါလိမ့်မယ်